ဒီကဲမစားတော့ဘူးဆိုပြမစားတော့ဘူးဆိုပြနေလို့ကျမအင်ဒိုကြက်ကြော်လေးရောင်းပါရဲ့ရှင်ဒီမှာတော့အကိတ်ကြီးကျူးပဲကိုလာလေးတပူးပါမယ်ဒီအချင်းလေးလောက်မှဆိုလို့ပေါ့နော်လောက်မှဆိုလို့ထပ်ထည့်ပေးထားတာတပူးပါမယ်တစားဒီမယ်စားပလာလေးပါမယ်လုံးဝအကျူးပဲသူကကင်ပြလိုက်မယ်နော်လမ်းနေပဲဒီလိုကြီးလာမှာနော်ဖွင့်နေရပြီကြွေးရလဲဒီလိုကြက်ကြိုလေးကမနက်ခင်းမှန်းပြီးအော်ဒါတင်ပေးရမှာပါရှင်ဒီကဲလိုမျိုးမင်းကိုမှားတဲ့ချိန်မှာလို့တော့မရဘူးပေါ့နော်သူကအစားတောက်လေးဆိုမှားလို့တော့ရရဲကိုမှားတဲ့ချိန်မှာလို့ရရဲဒါပေမဲ့တန်းတော့အဲ့လိုမျိုးဘယ်လိုပြောရမလဲမနက်ခင်းမှာနေ့လယ်ညနေမှာမဟုတ်အဲ့လိုရောက်မှာပေါ့နော်အစားတောက်ဆိုတော့ကြက်တော့မချားပါဘူးရောက်မှာပါရှင်မန်းလေးတစ်ခုပဲနော်နေ့လည်လည်းမြေထဲထုတ်ရင်းနဲ့တခဲနိုင်စားတာအရန်စိတ်တော့မဆိုးပါလေဒီလားတကယ်ကိုစိတ်တော့မလိမ်ဘူးမညာဘူးလားအဲ့ခဲလို့ကျမမလေးတစိမ့်နေကြာပြီးတော့အဲ့ထုတ်ထားတဲ့ခဲတွေကောင်စိမ့်ဒီနေ့ထုတ်ထားတဲ့အားရလာပြန်ပို့မှာအားရဗီဒီယိုထားရိုက်ချင်တာပေါက်တယ်ကွာအဲ့တော့လေးလေစားရင်အရန်စိတ်နာပဲဟိုဗီဒီယိုရိုက်ပြီးတော့ဒီကွာစိတ်နာလေးပြကျင်တာဆိုပြီးတော့ပြကျင်တယ်မအားလို့ထုတ်ပြီးလို့ရှင်ထုတ်လေးကောင်ချိန်ရတယ်ချိန်ကကွက်တီပေါ့နော်ချိန်ကတော့ကွက်တီပါအကုန်လုံးမလဲထားပါဘူးအခဲကြီးကဒီထူထူလေးဆိုရင်အချိန်ပိုသွားမယ်ပါပြီးတော့သေးရည်ဆိုရင်အချိန်ကဘယ်လိုပြောမလဲအချိန်ကတူရကွာပါပြီးသေးရည်ဆိုရင်အချိန်များသွားပါတော့ပစ္စည်းများသွားပေါ့အသေးသေးလေးဆိုတော့လေထူကကြတော့မြန်ပြည့်သွားပေါ့အဲ့လိုခွာသွားပါကွယ်မင်းကလဲမနေဘူးတိုးလည်းမတိုးရမယ်